VOD ရှင်းဒီတစ်ခါပြမှာကတော့ Facebook အကောင့်တစ်အဖြစ်ချင်းအကြောင်းဖြစ်ပါတယ်။နံပါတ်1ကစီးမြင်ချိုးခြင်း Facebook စီးမြင်တွေကိုအထူးသဖြင့်အနှိမ့်ခံဖြစ်စေမဲ့ဖော်ပြချက်တပ်ပုံဗီဒီယိုချိုးထားလို့ပါ။နံပါတ်2ချက်ကမမှန်သောအချက်လက်အမည်အသက်သို့မဟုတ်အချက်လက်မှာသုံးထားခြင်းနံပါတ်3ကကြမ်းတမ်းသောများဟာရမဲ့အမှုအရအကျန်းဖက်အပါဝင်ပိုင်းဆိုင်ရာမကျင်နာမှုပါသည့်အကြောင်းအရာတင်ခြင်းနံပါတ်4ကမလိုလားအပ်သောစပန်ပေါင်းတင်မှုများစပန်လင့်များမက်ဆေ့အများလုံးမိခြင်းသို့မဟုတ် auto post တင်ခြင်းနံပါတ်5ကမတရားဝင် log in ကြိုးပမ်းမှုများအကောင့်လုံခြုံမှုချို့ယွင်းမှုဖြစ်စေသော suspicious login များတွေ့ရှိခြင်းနံပါတ်6ကအခြားသူများမှအကြောင်းကြောင့် repost ပေးခြင်းလူများစွာက report ပေးလိုက်လို့အာယုံစိုက်စစ်ဆေးခံရခြင်းနံပါတ်9စီကမူပိုင်ခွင့်ဖောက်ဖျက်မှုတခြားသူ၏ဓာတ်ပုံစာမှုကိုမလိုင်စင်နဲ့တုံးခြင်း copyright လုပ်ခြင်းနံပါတ်10ကအသက်ကန့်သက်မှုချိုးခြင်းအသက်ကိုယ်တိုင်ဆိုင်ရာကန့်သက်ချက်ဤမလုံလောက်သောအသက်ချိုးခြင်းနံပါတ်9ကအကောင့်ထပ်တူအတုအယောင်တခြားသူအတွက်အတုအယောင်အကောင့်ဖန်တီးထားခြင်းနံပါတ်10ကနည်းပညာအမှားသက်ဆိုင်ရာစနစ်အဖြစ် Facebook စနစ်ပိုင်းမှာအမှားမတော်တဆဖြစ်သည့်အခြေအနေဖြစ်ခြင်းအကျိုးရှိရင် like share လုပ်ပေးသွားပါခင်ဗျာ